Grace Spring ရုပ်ထုကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်း4500ကတိစောက်ထားတာလို့ကျွန်တော်တို့သိထားကြပါတယ်။ဒါပေမဲ့ကြောက်တုံးမော်ကအမှတ်သားတွေကတော့လုံးဝခြားနားတဲ့အမှန်တရားတစ်ခုကိုပြောပြနေပါတယ်။ Spring ရုပ်ထုဘေးပတ်လေနေရန်နေပေါ်ကနက်ရှိုင်းနဲ့တောင်လိုက်ဆင်းကြောင်းတွေကိုကြည့်ကြကြပါ။ဘူမိဗေဒပညာရှင်တွေကဒါကလေးတိုက်လို့ဒါမှမဟုတ်သင်းစားလို့ဖြစ်လာတာမဟုတ်ဘဲရေတိုက်စားမှုကြောင့်ဖြစ်လာတာလို့ဆိုကြပါတယ်။ပြဿနာကအလောက်ထိတိုက်စားနိုင်တဲ့မိုးရွာသွန်းမှုမျိုးကိုအီဂျစ်နိုင်ငံမှာနောက်ဆုံးရှိခဲ့တာကလွန်ခဲ့တဲ့ရေခဲခေတ်ကုံဆုံးတဲ့အချိန်ကတည်းကပါဒါဟာစဖင်ရုပ်ထုကြီးရဲ့တက်တန်းကနှစ်ပေါင်း1000ကျော်နေပြီလို့ဆိုလိုတာပါဒါအပြင်ရုပ်ထုရဲ့ကိုယ်ရည်နဲ့ရှင်ရင်ခေါင်းကဘာလို့ဒီလောက်သေးနေလဲဆိုတာကိုရှင်းပြနိုင်ပါတယ်သူတည်တည်တော်တော်များများကဒါဟာမူလကချင်းသေးကြီးတစ်ကောင်ဖြစ်ပြီးနောက်ပိုင်းရောက်မှဖာရိုဘီယန်တစ်ပါးကသူ့မျက်နှာပုံစံဖြစ်အောင်ပြန်ထွန်းလိုက်တာကြောင့်အချိုးစားမညီတော့တာလို့ယုံကြည်ကြပါတယ်ဒါပေမဲ့အထူးဆန်းဆုံးအချက်ကတော့မြေရောက်တိုင်းကရိယာနဲ့တိုင်းထွာချက်တွေအရစပင်ရုပ်ထုရဲ့ဘယ်ဘက်လက်ဘွားအောင်25ပြီအကွာမှာ4000ပုံစံအခန်းငယ်တစ်ခုရှိနေတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။အဲ့ဒါကဒန်နာရီလာလျှို့ဝှက်မှတ်တမ်းတွေထားတဲ့အခန်းတွေဖြစ်နေမလားဆိုပြီးသူတည်တည်တွေကအနီးကပ်သွားကြည့်ဖို့ကြိုးစားတဲ့အစီအစဉ်တွေကပိတ်ပင်တားဆီးခံခဲ့ရပါတယ်။တကယ်တော့သူတို့ရဲ့တဲရောက်တွေမှာဘာတွေဖုံးကွယ်ထားကြရလဲ။ဘာသာတို့ရောဘယ်လိုထင်ကြလဲ။ကောမန့်မှာမှန်သွားပြကြပါဦး။